AVA 1940အခန်း8ဘာဖြစ်တာလဲဘာဖြစ်ချင်တာလဲအယမ်းမလုံးနဲ့နော်ခမည်းတကူဖြင့်ကျုပ်တို့အားလုံးခေါင်းပြတ်ကုန်မယ်ကျမရှင်ဘီရင်နဲ့တွေ့ချင်တယ်ဟောဗျာကျုပ်စင်းနဲ့ဘလို့လို့ခမည်းကိုရှင်ဘီရင်စီကိုခေါ်သွားလို့ရမလဲဒါဆိုဘုံဘူးဘုရားကျော်တင်မုဒ္ဓမကိုမသွားရသေးဘူးလို့ကျမကြားတယ်သူနဲ့တွေ့ချင်တယ်ဘုံဘူးတရားပဋိစီသတင်းပို့ပေးပါမယ်ဟင်းမရဘူးဘုံဘူးဘုရားကျော်ထင်ကိုပဲဒီစကန်ထဲကိုလာခဲ့ကိုတွားပြောပေးပါမဟုတ်ရင်ကျမကိုကျမတတ်သိမယ်သွေးတောက်ကြီးကစစ်တီတူးထံတိုးတိုးကပ်ပြောလိုက်သည်စစ်တီကကင်းစကန်ရှိမြင်းချီတိုင်းတွင်ခြိထားသောမြင်းကိုစီးကဒုံဆိုင်ထွက်သွား၏တကိုယ်လုံးတွင်ကညင်စီများရွှဲနေသောလူစကိုတက်မူဘုရားကျော်ထင်ကမျက်လုံးပြူပြီးကြည့်နေသည်ဘာဖြစ်လို့လဲဒီအချိန်ကြီးကျမနဲ့လိုက်ခဲ့လူစားကအကျဉ်းစခန်းအတွင်းရှိဖြစ်သလိုစောက်ထားသောတဲတန်းများစီသို့ခေါ်သွားသည်တဲတန်းတစ်ခုရှိတွင်ဖနှောက်ကြောများကိုလှီးကန်ထားရသဖြင့်နာနာကြီးကြီးညှဉ်းညူနေသံများကိုကြားရ၏ဘုရားကျော်တင်ကမျက်မှောက်ကျုပ်လိုက်ပြီးတဲတွင်သို့ဝင်ကြည့်လိုက်သည်ခဏအကြာတွင်ဘုရားကျော်တင်ကမျက်နှာမတက်မတာဖြင့်ပြန်ထွက်လာသည်ဒါဘရင်မိန်တော့မဟုတ်ဘူးကျုံမနဲ့ကြဘရင်စီကိုရှောက်တင်ပေးပါမယ်စိတ်ချပါဒါမျိုးကိုရွှေနှန်းရှင်လည်းကြိုက်မယ်မထင်ဘူးရှင်တို့အင်းဝါသားတွေတော်တော်ရက်ဆက်ကြတာပဲလူရင်ကြီးတွေမှာဟုတ်ကြရဲ့လားဘုရားကျော်ထင်ကပြုံးလိုက်သည်ခမည်းဟိုဘက်ကဘင်္ဂလီစစ်တုံးမန်းနေစခန်းကိုရောက်ဘူးလားလူစားကဘုရားကျော်ထင်၏မျက်နှာကိုစူးစမ်းသလိုကြည့်လိုက်သည်အဲ့ဒီမှာခမည်းကိုကျွန်တော်ပြရရှိတယ်လိုက်ခဲ့ဘုရားကျော်ထင်နောက်သို့လူစားနှင့်ဒီပလဲရင်တို့လိုက်ပါလာကြသည်ပေါ်တူဂီအကျဉ်းစခန်း၏ဘေးကပ်လျက်တွင်စစ်တကောင်းသားဘင်္ဂလီကျွန်းတုံမန်းများ၏အကျဉ်းစခန်းရှိနေသည်ရင်းတို့မှာတန်လင်မျိုးပေါ်ရှိပေါ်တူဂီလူကုန်တိုင်းမိသားစုများဥရောပမိသားစုများထံကျွန်းအဖြစ်အဝယ်ခံထားရခြင်းဖြစ်သည်ယခုတော့သခင်မဲ့ကျွန်းများအဖြစ်အင်းဝတပ်များ၏တုံမန်းဖြစ်နေကြပြီတပ်မူဘုရားကျော်တင်ဝင်လာသည်နှင့်ရှေ့ကင်းစခန်းမှစစ်တီများကအလံတကြားထကလက်အုပ်ချီကြသည်နေငါကိစ္စရှိလို့လာတာစစ်တုံမန်းတွေကတယောက်လောက်ခေါ်ပေးစမ်းပါမကြပြီအဆောင်စစ်တီတဦးနှင့်အတူဘင်္ဂလီကျွန်းတဦးပါလာသည်သူကတော့ဒီစကန်းကစစ်တကောင်းသားတွေရဲ့အကြီးအကဲပဲဘုရားကျော်တင်ကဘင်္ဂလီအကြီးအကဲ၏ညာဘက်လက်ကိုဆွဲယူလိုက်ပြီးလူစားထံကိုထိုးပြလိုက်သည်လက်ဘွားအလဲတဲတဲ့တွင်ကြီးမားသောအသက်မာဘူးကြီးတစ်ခုဖြစ်နေသည်ကိုတွေ့ရ၏ဒီလူတွေအားလုံးရဲ့ညာဘက်လက်ဘွားမှာဒီလိုအဖူကြီးတွေရှိကြတယ်အဲ့ဒါဘာဖြစ်တာလဲသိလားလူစားခေါင်းခါလိုက်သည်ဒီပလဲရင်ကတပ်ပြင်းချလိုက်၏သူတို့အားလုံးဟာစစ်တကောင်းနဲ့ဘင်္ဂလီနယ်မြေတဲကလယ်သမားတွေကြီးပဲသူတို့ຢာတွေကိုခမားတို့ပေါ်တူဂီလူမျိုးကျုံကုန်တွေကအတင်းဝင်ဖျက်ဆီးပြီးလူတွေကိုဝင်ဖမ်းကြတယ်ပြီးရင်မြောက်ဦးဘက်ကကျုံသေးစီမှာတင်းမောတွေနဲ့ခေါ်လာကြတယ်အဲ့ဒီလိုခေါ်လာတဲ့အခါခလေးလူကြီးတက်ကြီးရွယ်တွေအကုန်လုံးရဲ့ညာဘက်လက်ဘွားတွေကိုတန်ကြုံနဲ့အပေါက်ဖောက်ကျိန်ကျိုးနဲ့တွဲပြီးလူရန်ကြီးအဖြစ်ခေါ်လာခဲ့ကြတာခရီးတစ်လျှောက်စားအစာဆိုတာကြက်တွေကိုကျွေးသလိုမျိုးစံစေးတွေကျဲပေးကြတယ်အဲ့ဒါအင်းဝတ်သားတွေလောက်တာမဟုတ်ဘူးခမားတို့ပေါ်တူဂီတွေလောက်ခဲ့တာခမည်းယောက်ျားတော့အဲ့ဒီလိုလုံးတဲ့အထဲမှာပါခြင်းပါခဲ့အောင်ပါလူစားကသူ့ရှိရင်ရက်နေသောအသားနဲ့နဲ့ဖြင့်ဘင်္ဂလီလူမျိုးအဖိုးကြီးကိုကြည်ရင်ငိုင်သွားသည်ဘေးနားမှာဒီပလဲရင်ကိုလှည့်ကြည့်လိုက်သည်ဒီပလဲရင်ကဟုတ်မှန်ကြောင်းခေါင်းညိတ်ပြလိုက်သည်ခမည်းကဂိုဟာကနန်းတော်ထဲမှာကြီးပြင်းတယ်ပြီးတော့ခမည်းယောက်ျားသိမ့်ပိုက်ထားတဲ့တန်လင်ကအိမ်တော်ထဲမှာရောက်တယ်ခမည်းတို့သိတာဒီနယ်မြေကရွှေတွေကြောက်တံပရံများတွေပဲအဲ့ဒီအတွက်လူတွေဟာလူအချင်းချင်းဘလောက်ရက်ဆက်ကြတယ်လဲမြင်မိမဟုတ်လားဗျအင်းဝါသားမှာဟန်တာဝရီသားမှာပေါ်တူဂီသားမှာမဟုတ်ဘူးကိုအတ္တအတွက်လူအချင်းချင်းရက်ဆက်တဲ့လူကရက်ဆက်ကြတာပဲဗျသူတစ်ပန်းနာကျင်တာကိုအောင်ပွဲဆိုပြီးရတာခံတတ်တဲ့လူတွေသူတစ်ပန်းရဲ့အသက်တွေနဲ့တည်ထားတဲ့ပလင်တွေကြားမှာခမားတို့အားလုံးဟာကိုရှင်တန်ရေးအတွက်ကိုအတ္တကလွဲပြီးတခြားသူတွေကိုမစင်စားပေးနိုင်ပဲတန်တရားလဲနေကြတာကိုခမားနားလေစီခြင်းပါတယ်မနှက်ပြန်မနှက်စောစောကျုပ်ဘရင်စီကိုချက်ချင်းဝင်ပြီးဒီအကြောင်းကိုရှောက်ထားပေးမှာပါကဲခမည်းတကူလုံးလဲကညင်းစီစောတွေနန်းနေပြီရေပြန်ချိုးလိုက်ပါဦးအိတ်ချင်မှုတို့မျက်လုံးများဖြင့်သူတို့ကိုကြောက်လန့်တကြားထားကြည့်နေသည့်ဘင်္ဂလီတုံမန်းစုများကိုလူစားငေးကြည့်နေခဲ့သည်မကြာမီမိုးကတဖြောက်ဖြောက်ကျလာ၏နောက်တနေ့နနက်တွင်ပေါ်တူဂီတုံမန်းစခန်းတာဝန်ခံဘုံမူတရားပတိသည်အနောက်ဘက်လွန်မင်းမှစင့်ခေါ်သည်ဖြင့်ယာယီနန်းဆောင်စီသို့ထွက်ခွာသွားသည်ခဏအကြာတွင်ဘုံမူတရားပတိ၏တပ်များကိုရုပ်သိမ်းလိုက်ပြီးဘုံမူဘုရားကျော်ထင်၏တပ်များကပေါ်တူဂီစစ်တုံးမန်းများကိုတာဝန်ပြန်လည်လွှဲပြောင်းပေးလိုက်ကြ၏ဒေါ်နာလီဇာရှိနေသည့်တဲရှိကိုဘုံမူဘုရားကျော်ထင်ရောက်လာသည်
ရွှေနှန်းရှင်ကခမားတို့ကိုအင်းဝကိုခေါ်သွားမယ်အစီအစဉ်မှာတရားပတိအစားကျုပ်ကိုတာဝန်လွှဲပေးလိုက်ပါပြီရှင့်ကိုကျေးဇူးတင်ပါတယ်တမူနောက်တစ်ခုကဒီစကန်ကပေါ်တူဂီလူငယ်တွေကိုဒီလိုအဖြစ်မျိုးနောက်ထပ်လုံးဝမဖြစ်စေရဘူးလို့မင်းတရားကြီးကအာမခံပေးလိုက်ပါတယ်ဒါပေမဲ့သူတို့အားလုံးကအင်းဝတက်အတွက်အမြောက်စစ်တီတွေအဖြစ်အမှုထမ်းပေးရပါလိမ့်မယ်လူဇာကအနောက်ဘက်တွင်ရက်နေသောပေါ်တူဂီတုံမှန်ခေါင်းဆောင်များကိုလှည့်ကြည့်လိုက်သည်အားလုံးကလူဇာကိုခေါင်းညိတ်ပြလိုက်၏ကျမတို့ကရှင်တို့ရဲ့တုံမှန်တွေပဲကျမတို့ကသာနောက်ထပ်ဒီလိုနာကျင်အောင်မလုပ်ပါနဲ့ရှင်တို့ခိုင်းတာအကုန်လုပ်ပါမယ်စိတ်ချပါရွှေနှန်းရှင်ကပေါ်တူဂီစစ်တီတွေကိုလည်းအင်းဝစစ်တီတွေလိုပဲရိတ်ခါနဲ့တကွချီးမြှင့်ပေးကမ်းပါပါတပတ်အကြာတွင်ပေါ်တူဂီစစ်တုံးကမ်းများသည်တန်လီမြို့မှမိုင်900ဝေးသည့်အင်းဝသို့တွားရန်ပြင်ဆင်ကြပြီဖြစ်သည်လန်ကီအတွက်စူတောင်းဝိပုချင်းအစီအစဉ်ကိုဘရင်ကြီးဖုံးကြီးများကဥဆောင်ကကျင်းပပေးကြသည်ဖနောင်ကျော်လီခံထားရသည့်လူငယ်များတက်ကြီးရွယ်အိုများကလင်းငယ်များနှင့်ရိတ်ခါများတင်ရန်အတွက်တက်မှုဗျာကျော်တင်ကလှဲအစီ90စီစဉ်ပေးသည်လန်ကီ၏ကျမ်းမာရေးကိစ္စများအတွက်ပဲခူးမြို့သားအိမ်တော်မှမွန်သမားတော်2ဦးကိုလည်းအနောက်ဘက်လုံမင်းကထည့်ပေးခဲ့သည်အားလုံးစင်သည်ဖြင့်နှောင်ညိုးတွေတဲ့ဟေထွက်ကြမယ်ရှေ့ဆုံးမှမြင်းစည်းလျက်အလံကင်ထားသောအင်းဝစစ်တီထံမှအတန်ထွက်လာသည်အုံငွေအောင်ပြစ်ကျစ်ထားသောကျိုးကင်ထားသည့်အင်းဝစစ်တီများကပေါ်တူဂီအကျဉ်းသားများ၏လက်များကိုကျိုးများဖြင့်တွဲဆက်ခါ3ယောက်တဒန်းတွဲချီလိုက်သည်ထွင်နာလီစာဘူတီပလဲရင်ဘရင်ကြီးဖုံးတော်ကြီး3ပါးကိုမူလဲပင်တွင်ကျိုးကွင်းများဆွတ်ခါချီနှောင်ပြီးဘုံမှုဗျာကျော်တင်၏ဝေါ်ရင်နောက်တွင်တန်လန်ဆွဲထားလိုက်သည်ထို့နောက်ပေါ်တူဂီနှင့်ပတိကျေးသားများပါဝင်သောတုံမှန်းလူဒန်းကြီးမှာအင်းဝတပ်များခြံရံလျက်အင်းဝသို့ခြေလျင်ခီစတင်လိုက်ပါလာတော့သည်ဘင်္ဂလီတုံမှန်းများကိုမူဟန်တာဝရီကျွန်းစေးမှာဒက်ဖ်ကုံတယ်တချို့နှင့်အာရီမီယန်ကုံတယ်များထံရောင်းချလိုက်သည်အနောက်ဘက်လုံမင်းနှင့်သူ၏တပ်စုအများစုမှမူလွန်ခဲ့သည့်2ရက်ကလေးကအင်းဝသို့ထပ်ခွာသွားပြီဖြစ်သည်တမိုင်ခန့်ရှေလျားလာသောပေါ်တူဂီပတိတုံမှန်းတန်းကြီးကိုတပ်မှုဘရကြောထင်၏အင်းဝတက်ကခြံရံလျက်တန်လင်မှအင်းဝသို့ခက်ခဲစွာခရီးနှင်ခဲ့ကြသည်တုံမှန်းများမှာကျိုးပြတုံးတောင်ခံထားရခြင်းကြောင့်ခရီးမတွင်ပဲကြာမြင့်နေရခြင်းဖြစ်သည်လန်ခီတွင်တုံမှန်း20ကျော်မှာရေနစ်ခြင်းဖျားနာခြင်းပိုးမွားကိုက်ခံရခြင်းတို့ကြောင့်ကွယ်လွန်ခဲ့ကြသည်ဒွန်နာလီဇာနှင့်ဒီပလဲရင်တို့သည်ပေါ်တူဂီစစ်တုံးမှန်းများကိုအတက်နိုင်ဆုံးအကာအကွယ်ပေးရင်းလိုက်ပါခဲ့ကြသည်တလခန့်အကြာတွင်တောင်ငူသို့ရောက်သည့်အခါနန္ဒဘရင်ကိုးကွယ်ခဲ့သည့်တောင်ငူဆရာတော်ကပေါ်တူဂီတုံးမှန်းများကိုသူ့ကျောင်းတွင်လိုလိုလာလာစကန်းချခွင့်ပေးကာစေကုသအနားယူစေခဲ့သည်ဆရာတော်ကတုံမှန်းများအားနှောင်ကြိုးများမှဖြုတ်ပေးရန်သူ့အသက်နှင့်နောက်ဘက်လုံမင်းထံအာမခံလျှောက်တင်ပေးသည်ဆိုသည်ဖြင့်ဘရကျော်ထင်ကတုံမှန်းများကိုကြိုးများဖြီးပေးခဲ့သည်ဆရာတော်များတုံမှန်းများထွက်မပြေးစေရေးသူ့အသက်နှင့်အာမခံပေးထားသည့်အကြောင်းလူဇာနှင့်ပေါ်တူဂီခေါင်းဆောင်များအားခေါ်ယူသိပေးခဲ့သည်ထို့သောနှင့်ပေါ်တူဂီတုံမှန်းများမှာအင်းဝသို့လွတ်လပ်စွာခရီးဆက်ခွင့်ရခဲ့သည်သို့တော်ညာပေါ်တူဂီဘုန်းကြီးဖာသာဒီဖွန်စီကာမှာမူလန်ခရီးတွင်ပင်ကွယ်လွန်သွားခဲ့လေသည်85ရက်မြောက်နေ့လှန်ကိုင်စစ်သည်များချမ်းရလျက်စီတန်းပြီးလျှောက်လာသောပေါ်တူဂီလှန်ကိုင်စစ်သည်များချမ်းရလျက်စီတန်းပြီးလျှောက်လာသောပေါ်တူဂီတုံမှန်းလူဒန်းကြီးသည်ဓမ္မဒေသများကိုညီညီညာညာတီးဆိုလာကြသည်ခလန်လန်တစ်ပင်ရိပ်အလွန်တွင်အင်းဝနန်းမြို့ရိုးကိုပင်လှမ်းမြင်နေရပြီဖြစ်သည်မြို့ရိုးအပြင်ဘက်လူတွေရောက်ကွက်မှလူများသည်သူတို့နားမလဲသည်ဘာသာဖြင့်တချင်းတီဆိုနေသည့်နိုင်ငံသားလူရန်ကြီးကိုအထူးဆန်းအဖြစ်ထွက်ကြည့်ကြသည်တမူးဗျာကျော်ထင်ကဝေါ်ရင်ပေါ်မှမြင်းမော်သို့ပြောင်းလိုက်ပြီဖြစ်သည်သူတို့ဘာတွေစိုးနေတာလဲလူဇာကပြုံးပြလိုက်သည်အင်းဝကိုဘေးကင်းစွာရောက်လာအောင်စောင့်ရှောက်ပေးတဲ့အတွက်ဖျားသခင်ကိုကျေးဇူးတင်ကြောင်းတချင်းဆိုနေကြတာပါဟုတ်ပြီခမရတို့ဘာသာရေးကိုကျုပ်တို့ဘာမှမပိတ်ပင်ပါဘူးဒါပေမဲ့မြို့တကားနာရောက်ရင်တော့ဒီတချင်းကိုမစိုးစေခြင်းဘူးမျိုးဆောင်တက်တွေကခမားတို့အတန်ကိုကြားရင်သူတို့ဘာမှမသိတော့တခုခုဖြစ်မှာစိုးရင်ရတယ်လူဇာကခေါင်းညိတ်ပြလိုက်သည်တကယ်တမ်းမှာမူပေါ်တူဂီတုံမှန်းများမှာနန်းမြို့ရိုးအတွင်းသို့မဝင်ခဲ့ဟာနန်းမြို့ရိုး၏ဘေးမှဖြတ်ခါအင်းဝမြို့အနောက်ဘက်မလန်မကန်းရှိနေရဲပြားကွင်းပြင်သို့ခေါ်ဆောင်သွားခဲ့သည်တကွင်းလုံးကိုထမ်းလုံးများဖြင့်ခြံစည်းကိုကာထား၏အဝင်အဝတွင်အင်းဝစစ်သည်10ဦးခန့်ကစောင့်ကြနေသည်ထန်းလုံးစီယိုတွင်ဝင်လိုက်သည့်အခါစနစ်တကျအကွက်ရိုက်ထားသည့်ခြံဝင်းများနှင့်တဲငယ်များကိုတွေးလိုက်ကြရတော့သည်ဘရကျော်ထင်ကတုံမှန်းများကိုရက်တန့်ရန်အမိန့်ပေးလိုက်သည်ဒွေနာလီဇာနှင့်ခေါင်းဆောင်တွေဘရင်ကြီးတော်မင်းသားနှင့်တွေ့ရမယ်ထို့နောက်ဒွေနာလီဇာနှင့်ပေါ်တူဂီခေါင်းဆောင်အချို့တို့ထို့နောက်ဒွေနာလီဇာနှင့်ပေါ်တူဂီခေါင်းဆောင်တချို့ကိုတဲစခန်းတစ်ခုစီသို့ခေါ်ဆောင်သွားခဲ့၏တဲအတွင်
မင်းသားဝစ်စုံဖြင့်ပုဂ္ဂိုလ်တူထိုင်နေသည်ကိုတွေ့လိုက်ရသည်ထိုပုဂ္ဂိုလ်ရှိတွင်ဘရကျော်ထင်ရောတွင်နာလီစာပါဒူးထောက်ခါစားလိုက်ကြ၏နောက်တစ်ချိန်တွင်တာလုံမင်းဖြစ်လာမည်ပြည်မင်းသားသည်စေရေးစေရတွင်သာမကစီမံခန့်ခွဲရေးတွင်လည်းကျွမ်းကျင်သူဖြစ်သည်ပြည်မင်းသားကသူ့ရှိတွင်ဝတ်သားနေသူများကိုတစ်ချက်ကြည့်လိုက်၏ဒီနေရာမှာမောင်မင်းတို့လွတ်လပ်စွာနေထိုင်ခွင့်ရှိမယ်တကားဝမှာအဆောင်တက်စိတ်တစ်စိတ်ကိုလုံခြုံရေးအတွက်ရှိနေလိမ့်မယ်လုပ်ငန်းဆောင်တာများအတွက်အင်းဝမျိုးတဲကိုဝင်ထွက်ခွင့်ရှိပေမဲ့နေမွေမီတစ်တက်တဲကိုပြန်ဝင်ကြရမယ်စစ်မှုထမ်းမဲ့သူတွေကိုတော့နန်းမျိုးရိုးအတွင်းမှာနေရာချထားပေးမှာဖြစ်တယ်အခုငါတို့တက်နိုင်သမျှတဲလုံး100ကိုစောက်ထားပေးတယ်တင်တို့တစ်ဝါရှာနိုင်လို့အိမ်တွေစောက်ကျင်သပါဆိုလေအဲ့ဒီတက်တဲ့ကြိုက်တယ်လို့စောက်နေနိုင်တယ်မောင်မင်းတို့လန်ခီးမှာခံစားခဲ့ရတာတွေကိုတော်လဲကြားသိထားပါတယ်အဲ့ဒီအတွက်လည်းစိတ်မကောင်းပါဘူးကဲကိုတော်ကြွတော့မယ်ကျန်တာဘုရားကျော်တင်နဲ့ညှိနှိုင်းပြီးလုံးကြပါလေပြည်မင်းသားကစံနေချက်လောက်ထားသောအရက်ပုံ20နဲ့ရိတ်ခါစပားများကိုပေးအပ်ပြီးနောက်ပြန်လဲထွက်ခွာသွားသည်ကဲကျုပ်လည်းအိမ်မပြန်ရတာနှစ်နဲ့ချီပြီမယားတွေသားတွေတွေ့ရင်သေးတယ်ပြောစရာရှိအစောက်တမှုငကြောက်ကိုသာပြောကြတော့ကျုပ်မနဲ့ပြန်မှာတစ်ခေါက်ပြန်လာတော့မယ်ဘုရားကျော်ထင်ကဒရနာလီစာကိုနှုတ်ဆက်ပြီးထွက်သွား၏ထိုညကသူတို့သည်ပြည်မင်းသား၏လက်ဆောင်အရက်ပုံးများကိုဖောက်လိုက်ကြသည်လောလောဆယ်ဒုက္ခခီးရှည်တဲ့ကလွတ်မြောက်လာကြပြီဖြစ်သည်။အားလုံး၏မျက်နှာများရွှင်ပြနေကြ၏။ဒွင်နာလီစာကမီးပုံကြီးဖိုထားသည့်ရှေ့တွင်အရက်ခွက်ကိုကင်ရင်မတ်တက်ရက်လိုက်သည်။တနေ့နေ့တစ်ချိန်ချိန်မှာကျမတို့ရဲ့အမိမေဖြစ်တဲ့ပေါ်တူဂီကိုရှင်တို့အားလုံးကိုကျမဦးဆောင်ပြီးပြန်ခေါ်သွားပေးပါမယ်။လူစာ၏အတန်ကတိမ်ဝင်သွား၏။ပေါ်တူဂီများမှာအရက်ခွက်ကိုမော်ရင်စကားပြောဆိုနေကြသဖြင့်လူစာ၏စကားတန်ကိုဂယုမထားကြတော့မိဘုံဘေးတွင်ခက်ကိုးကလေးထိုင်နေသော9နှစ်အရွယ်မဂါလူနာကမူလူစာပြောလိုက်သည့်စကားသံများကိုတဲတဲကွယ်ကွယ်နားထောင်နေသည်တနေ့မှငါမီးလေးကလည်းဒို့တွေကိုဇာတိမီပေါ်တူဂီပြည်စီပြန်လည်ခေါ်သွားပေးနိုင်မယ်လို့အဖွားယုံကြည်တယ်ဒါကြောင့်သခင်မလီစာရဲ့ဝိညာဉ်တွေစိတ်သက်ခိုင်မာမှုတွေကိုပူးကပ်စေဖို့သမီးနာမည်ရှိမှလူစာလို့အဖွားကနာမည်ပေးခဲ့တာပဲလူစာ၏နားထဲတွင်အဖွားဖြစ်သူမဂါလီနာ၏စကားသံများကလက်ဆက်စွာကြားရောက်နေ၏ဟန်တာဝရီမျိုးထမ်းမှစီတော်ယွန်းတန်နှင့်အတူမျိုးတကာပွင့်သွားပြီဖြစ်သည်မမစာဒါဟန်တာဝရီတဲ့ဟန်တာဝရီတဲ့တိတ်ချမ်းသာတဲ့မျိုးကြီးတဲ့ဂမုံ၏အတန်များကစိတ်လုံရှားမှုအပြည့်ဖြစ်အင်းဝါမှလာကြသည့်အောင်မောင်းဝင်တဲ့အဖွဲ့ကိုဟန်တာဝရီမျိုးဝင်ဦးတောင်ပြီးလျင်အရာရောက်ဆုံးဖြစ်သည်ကြည်ဝင်ဦးမောင်အခွန်ဝင်ဦးကိုတို့ကလာရောက်ကြိုးစိုးကယာယီတဲကိုရာတို့ခေါ်ဆောင်သွားကြသည်ကြည်ဝင်ဦးမောင်နှင့်ဦးကိုတို့သည်အောင်မဆင်ဝင်ဦးလာအောင်နှင့်စကားပြောနေကြတော့လဲသူတို့နှင့်အတူပါလာသည့်ပေါ်တူဂီမျိုးသမီးကိုအကဲခတ်နေကြ၏ထိုအခြေအနေကိုဦးအောင်လာကသဘောပေါက်လိုက်သည်သူကလီစာလို့ခေါ်ပါတယ်ကုန်စီရောင်းဝယ်ရေးအတွက်လေးလာဖို့ကိုသိန်းသခင်ကိုယ်တိုင်ကျွန်တော်နဲ့ထည့်ပေးလိုက်တာပါကိုသိန်းသခင်နာမည်ကိုကြားလိုက်တော့မှဟန်တာဝရီအရာရှိ2ဦးမှာလူစာထံမှမျက်နာလွဲသွားကြတော့၏ထိုနေ့ကဟန်တာဝရီအရာရှိများအောင်မဆင်ဝင်နှင့်အဖွဲ့များကိုညစာဖြင့်ဧည့်ခံကြသည်နောက်တစ်နေ့တွင်လူစာသည်ဦးအောင်လကတော့တမီးများဖြစ်သောဂမုံတီရီတို့ညီမ2ယောက်နှင့်အတူဟန်တာဝရီမျိုးထဲသို့လဲပတ်ရန်အလှပြင်နေသည်ထိုအချိန်တွင်ဦးအောင်လနှင့်အတူအမျိုးသားတို့တဲပေါ်သို့တက်လာ၏လုံမမင်းတန်လင်ကိုတွားဖို့တော့အဖော်ရပြီကွယ်လူစားကထမိန်ရှားပေါ်တွင်ဘဝကိုဖုံးလိုက်ပြီးတင်မြူးပြကိုခင်းပေးလိုက်သည်ဦးအောင်လာနှင့်လူစိမ်းကတင်မြူးပြပေါ်တွင်ထိုင်လိုက်သည်လူစားကသူတို့ရှိတွင်ခက်ကြုံကြုံကလေးထိုင်လိုက်ပြီးတီရီကပါအတွင်းကန်းကနေမှထွက်ပြေးလာပြီးလူစားဘေးတွင်ဝင်ထိုင်လိုက်သည်ဒါဟန်သာဝရီမျိုးဆောင်တမှုလက်ရဖို့တဲ့ကျုပ်တူဝမ်းခွဲတော်တယ်သူကတော့ကျုပ်ပြောတဲ့ဘင်းကြီးမငယ်ပဲဘုံမူလက်ရဖို့ဒီမြန်မာများကဲ့သို့ရှောင်းလုံးမထုံတာပဲမွန်ပုံစံစပင်ကိုဖြတ်ထားသည်အသားဖြူဖြူနှင့်အသက်30ဝန်းကျင်သာရှီအုံးမီဖြစ်တော်လဲနှကမ်းမွေးကြီးများကမဲနဲ့နေသဖြင့်အတန်ငယ်ရင်းတရားထင်ရသည်ပါဇက်တွင်လဲကိုးများကိုဘလုံဘလောင်ငုံထား၏လာမဲ့လောက်ွယ်နေ့မှာတန်လင်ကိုစစ်တပ်ကိစ္စတစ်ခုနဲ့တွားဖို့ရှိတယ်မဲမင်းလိုက်ချင်တပါဆိုရင်လိုက်ခဲ့နိုင်ပါတယ်တန်လင်ရောက်ရင်တဲကိုစရာမရှိလေကျုပ်တို့စီစဉ်ပေးပါမယ်ဟုတ်ကဲ့လိုက်ခွင့်ရတာပဲကျေးဇူးတင်ပါတယ်ကျမတန်လင်ကဘရင်ကြီးဖုံးတော်ကြီးဖာသာဂါလီစီယာစီမှာပဲတဲခိုပါမယ်သူ့စီကိုလည်းအင်းဝါကဖာသာမန်နဲ့ကစာလာပါလိုက်သေးလို့ပါကောင်းပြီလေနောက်3ရက်နေရင်မနက်စောစောထွက်ပါမယ်ခမည်းတော်မြင်းကောင်းတစ်စီစီစဉ်ပေးထားပါမယ်ရှင်မြင်းစီစဉ်ပေးမိဆိုသည့်စကားကြောင့်လူစာရောဥအောင်လာပါတန်တော်ဖြစ်သွားသည်အင်းဝနန်းတွင်ရှင်ဘရင်မှမြင်းစည်းခွင့်ပေးထားသည့်အမှုတန်းများမှလွဲ၍တာမန်ရသားများမှာမြင်းစည်းခွင့်
မြင်မွေးမြူခွင့်မရှိပေလက်ရဖို့ကပြုံးလိုက်သည်လှေနဲ့သွားလို့ရမယ်ခရီးပင်မဲ့လမ်းခီးမှာကျုပ်ကင်းတော့စခန်းတွေကိုစစ်ဆေးစရာရှိလို့ပါတကုံတစ်တက်နဲ့တာမွေတစ်တက်တွေကိုလည်းဝင်စစ်ရပါမယ်ဒါကြောင့်ကုန်းလန်းကသွားတာပါမြင်းကိစ္စကမပူပါနဲ့ဟန်တာဝရီမှာအရက်သားများလဲနားလည်မှုနဲ့မြင်းစီနေကြတာပါပဲအင်းဝဟန်တာဝရီကဟန်တာဝရီပါဒီမှာအနေကြရင်ဟန်တာဝရီအကြောင်းကိုသဘောပေါက်လာပါလိမ့်မယ်လက်ရဘိုးကြီးစကားထဲတွင်အတိတ်ပဲတချို့ပါနေကြောင်းဥအောင်လရိတ်စားမိလိုက်သည်လူစားကမူမြင်းစည်းရမည့်ကိစ္စအတွက်အနှဲငယ်ရှင်ကုန်သွား၏အင်းဝတွင်အရက်သူများမြင်းစည်းခွင့်မရှိအထူးသဖြင့်အမျိုးသမီးများမှာမြင်းစည်းခွင့်လုံးဝမရှိကြယခုသူမမြင်းစည်းရတော့မည်ဒါဆိုငါ့ကိုလည်းမြင်းသုံးစီးရှာပေးပါလားဒီကလုံမရောငါးနှမတွေကိုပါဒီရက်အတွင်းမြင်းစည်းတင်ပေးခြင်းလို့မကြခင်သူတို့လည်းဟန်တာဝရီကမင်းသမီးလေးတွေဖြစ်လာကြတော့မှာမဟုတ်လားဥအောင်လှအတန်ကရွှင်ပြနေသည်အခန်းကိုဆက်ရန်